ခုချိန်မှစ၍ပရိတရားတော်များကိုရွတ်ဖတ်ဟောကြားမှာဖြစ်ပါတယ်ပရိမရွတ်ဖတ်မီတိုက်တွန်းချက်ကလေးအနေငယ်ကိုရှင်းပြပါဦးမယ်ပရိတရားရွတ်ဖတ်နာကြားရာ၌ရွတ်သူနာသူများမှာအင်္ဂါညီညွတ်မှပရိဤအကျိုးထက်မြက်စေနိုင်ပါသည်ယောဘသူ၌အင်္ဂါ၃ပါးနာကြားသူ၌အင်္ဂါ၃ပါးရှိပါသည်ယောဘသူ၌အင်္ဂါ၃ပါးက၁အ내တရာများကိုသုတ်သင်၍ကောင်းစွာသင်ယူထားခြင်း၂ပုပ်ပြီးတို့ကိုမယုတ်လျော့စေပဲပြည့်စုံအောင်လေ့လာကြက်မှတ်ထားခြင်း၃လလာဘာကိုမငဲ့ွယ်ဖဲမေတ္တာကရုဏာရှိထား၍ရွတ်ဖတ်ခြင်းတို့ဖြစ်ပါသည်ငါကြားသူ၌အင်္ဂါ၃ပါးက၁ပင်စာနန္တရိယကံမရှိခြင်း၂နိယတာမိစ္ဆာဒိဋ္ဌိအယူမရှိခြင်း၃ပရိဣတကိုပရိဣအကျိုးတရားများကိုသက်ဝင်ယုံကြည်ခြင်းတို့ဖြစ်ပါသည်ဤအကြောင်းအင်္ဂါများနှင့်ညီညွတ်ပြည့်စုံမယ်ဆိုရင်ယခုရွတ်ဆိုလက်တံဖြစ်သောပရိတ်တော်များသည်ကြာစေကြာရောက်လက်တံဖြစ်ကုန်သောယောဂါစုအမျိုးမျိုးဥပတ်ဆုကတ်ဆုဝတ်ဆုဇမာဆိုးစသောဘေးအန္တရာယ်များမကြောက်ရောက်အောင်ကာကွယ်စောင့်ရှောက်နိုင်ခြင်းရွှေငွေရတနာစည်းစိမ်ဥစ္စာဖြာဖြာတို့ကိုတနေ့တခြားဒီရလာတိုးပွားစေနိုင်ခြင်းအကြံအစည်းဟူသည်မြအောင်မြင်ပြီးမြောက်စေနိုင်ခြင်းမိမိတို့ဤအိမ်ကေဟာမနေ့စဉ်ကြက်သည်မင်္ဂလာဖြာဖြာတို့ကိုတိုးတက်စေနိုင်ခြင်းနောက်ဆုံး၌ဒုက္ခခတ်သိမ်းကင်းငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကိုဝင်ဆံရခြင်းဆိုတဲ့အကျိုးတရားများကိုတိုးပွားစေနိုင်ပါသည်ဒါကြောင့်ယုံကြည်မှုတရားရှိထားပြီးယုတိလေးစားစွာနာကြားကြပါလို့ပရိမရွတ်ဖတ်မီတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်နမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသမန္တာသကဝါလေတုအတ္တရာကိသန္တုဒေဝတာသာဓမ္မံမုနိရာဇတ္တသုဏန္တုသက္ကမောက္ခတံဓမ္မတဝနကာလောအယံဗဒ္ဒန္တာဓမ္မတဝနကာလောအယံဗဒ္ဒန္တာဓမ္မတဝနကာလောအယံဗဒ္ဒန္တာနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဧတန္တာတန္တစိတ်တာတိတရဏတရဏဣထာလောကံတရေဝါဘုံမာသဒေဝါဂုဏကဏကဏပြဝတ္တာသဗ္ဗကာလံဣတိအာယန္တုဒေဝါဝရကနကမယေမေရုရာစီဝတံတောတံတောသဟေတုံမုနိဝရဝဆနံသောတုမေကံသမက္ခာသဗ္ဗေတုသကဝါလေတုယက္ခဒေဝါစဗျာမနောယံအမေဟိကတံပုံညံသဗ္ဗတံပတ္တိတာရကံသဗ္ဗေတံနုမောဒိတဝါသမက္ခသာသနေရတာ
မာရရဟိတဟွန်တုအာရခာတုဝိသေတတောအာဒနတသလောကတဟုတ်ဒီဘဝတုသဗ္ဗဒံအာဒနံပိစာလောကင်္စဒေဝရခန္တုသဗ္ဗဒာသာရိဝန္တုဒုက္ခိတဗေပရိဝါရေဟိအတနောအနိဂါတုမနာဟွန်တုသဟတဗေဟိညာတိပိရာဇာတောဝါစောရတောဝါမနုဿတောဝါအမနုဿတောဝါအဂိတောဝါဥရကတောဝါပိသာသတောဝါခာနုကတောဝါကန္တကတောဝါနေခတတောဝါဇနပရာရောဂတောဝါအတ္တဓမ္မတောဝါအတ္တန္ဒိဋ္ဌိတောဝါအတ္တပုရိသတောဝါသန္ဒဟတ္တိအတ္တမိကဂောဏကုက္ကုရအဟိဝိသိကမဏိတပတိပိဣသတရိသသုကရမဟိန္ဒယက္ခရခတာရိဟိနာနာဘယတောဝါနာနာရောဂတောဝါနာနာဥပါဒဝါတောဝါအာရခံကနန္တုမင်္ဂလတုတ်အထုပ္ပကမြတ်စွာဘုရားမင်္ဂလာတရားမဟောကြားမီရှေ့အဖို့ကပင်လောက၌မင်္ဂလာပြဿနာပေါ်ပေါက်လျက်ရှိနေပါသည်လောက၌နှစ်သက်ပွဲအကောင်းဟုအတိအမှပြုထားအပ်သောအာယုံ၅ပါးကာမဂုဏ်တရားများရှိနေခဲ့ရာအချို့ကမျက်စိဖြင့်မြင်ရသောနှစ်သက်ပွဲအစင်းမျိုးစုံယူပါယုံတွေကိုမင်္ဂလာဟုပြောဆိုကြပါတယ်အချို့ကနားဖြင့်ကြားရသောနှစ်သက်ဖွယ်အသံမျိုးစုံတတ္တယုံတွေကိုမင်္ဂလာဟုပြောဆိုကြပါတယ်အချို့ကအနံမျိုးစုံကန္တာယုံအချို့ကအယတာမျိုးစုံယတာယုံအချို့ကအတွေ့အထိမျိုးစုံဖွတ်ထဘာယုံတွေကိုမင်္ဂလာဟုပြောဆိုနေကြပါတယ်တဦးအယူအဆကိုတဦးကလက်မခံတဦးကိုတဦးလဲသဘောပေါက်နားလည်အောင်ရှင်းမပြနိုင်ကြပဲငင်းခုန်မဆဲဖြစ်နေကြရာထိုမင်္ဂလာပြဒနာမှာလူပြေ၌သာမကနတ်ပြေမြမပြေများသို့ပင်ကြရဲ့ရိုက်ခါမင်္ဂလာကိုကြံစီကြရင်နတ်မြမတွေလည်းသုံးမျိုးကွဲကြရပေသည်ထိုပြဒနာမှာ12နှစ်ကြာအောင်မပြေမလဲဖြစ်ခဲ့ရာ12နှစ်လွန်မြောက်သောအခါဒါဝရိန္ဒနတ်တို့ကထိုပြဒနာကိုတရားမင်းထံတင်ပြ၍အဖြေပေးရန်တောင်းပန်ကြသောကြောင့်တရားမင်းကမြတ်စွာဘုရားထံလျောက်ထားရန်နတ်သားတစ်ပါးကိုတာဝန်လွှဲအပ်ပြီးကမိမိနှင့်အတူတကွနတ်အများပါမင်္ဂလာတရားနာကြားရန်မြတ်စွာဘုရားထံရောက်လာကြပြီးတာဝန်ပေးအပ်သောနတ်သား၏လျောက်ထားချက်အရာမြတ်စွာဘုရားမင်္ဂလာတရားတော်ကိုဟောကြားတော်မူခဲ့ပါသည်ထိုဟောကြားတော်မူသောမင်္ဂလာတရားတော်သည်ကယံမင်္ဂလံဒွါဒတ္တဟိစိန္ဒယိတုသရိဝကံသောဌာနံနာတိကေသံတိအထသိမ့်သင်္သမင်္ဂလံဒေတိတံဒေဝဒေဝေနသဗ္ဗပါပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံဗနာမဟိဧဝံမေတုတံဧကံသမယံဘဂဝတာဝိထိယံဝိဟရတိစေတဝနေအနာထပိန္တိကတအာရာမိအထာကောအညတရာဒေဝတာအဘိကန္တယရတိယဘိကန္တဝနာကေဝလကပံစေတဝနံဩဘာသတ္တဝါယေနဘဂဝတေနုပသင်္ကမိဥပသင်္ကမိတဝါဘဂဝန္တံဘိဝါရိတဝါဧကမန္တံအထာတိ
ဧကမန္တံထိတာခောသာတိဝတ္တာဘဂဝန္တံဂါထာယဣဇဘာတိဘဟုဒေဝမနုဿသမင်္ဂလာနိအစိန်တယုံအာကင်ခမာနာတုထာနံပြုဟိမင်္ဂလာမௌဒ္ဓမံအာဒေဝနာသဘာလာနံဗန္ဓိတာနိသဒေဝနာပူဇာသပူဇနေယနံဧတံမင်္ဂလာမௌဒ္ဓမံပတိရူပဒေတာဝါသောသပုပ္ပေသကတပုညတာအတ္တသမ္မာပဏိဒိသဧတံမင်္ဂလာမௌဒ္ဓမံဘာဟုသေစေသသိပ္ပိံသဝိနယောသသုသိခိတောသူဘာတိတာသာယာဝါစာဧတံမင်္ဂလာမௌဒ္ဓမံအာဒပိတုဥပဋ္ဌာနံပုဒ္ဒဒါရတသင်္ဃဟောအနာကုလသာကမ္မန္တာဧတံမင်္ဂလာမௌဒ္ဓမံအာနိသဓမ္မစရိယာသညာတကာနိသသင်္ဃဟောအနာဝိဇာနိကမ္မာနိဧတံမင်္ဂလာမௌဒ္ဓမံအာရတိဝိရတိပါပါမေဇပါဏာသတံယမောအပမဒောသဓမ္မေတုဧတံမင်္ဂလာမௌဒ္ဓမံအာရောဇာနိဝါဒောသတံတုဋ္ဌိသဂတိညုတာကာလေနဓမ္မတဝနံဧတံမင်္ဂလာမௌဒ္ဓမံခန္ဒီသသောသတ္တသမနာနိသဒတနံကာလေနဓမ္မတာကိစ္ဆာဧတံမင်္ဂလာမௌဒ္ဓမံတဘောဇဗြဟ္မစရိယံသရိယသစ္စာနာဒသနံနိဗ္ဗာနသစ္စိကရိယာသဧတံမင်္ဂလာမௌဒ္ဓမံဘုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအာသောကံဝိရဇံခေမံဧတံမင်္ဂလာမௌဒ္ဓမံဧတာရိတာနိကတဝါနာသဗ္ဗဓမ္မပါရာဇိတာသဗ္ဗထသုထေကိသန္တိတံတေတံမင်္ဂလာမௌဒ္ဓမံမင်္ဂလာသုတ်တံနေဋ္ဌိတံယရဏသုတ်အထုပ္ပကအခါရဘာဝေသာလိပြည်၌မိုးခေါင်၍ကောက်ပဲသီးနှံများပျက်စီးမှုကြောင့်အစာရှားပါငတ်မို့ခေါင်းပါခြင်းဘေးကြုံသောအခါဆင်းရဲစားများစွာသေးကြည်ပျက်စီးရလေ၏လူသေးကောင်တွေမြို့ပြင်မှပြေထားကြရာထိုလူသေးအနံများကြောင့်မြို့တွင်းသို့ဘလူများဝင်ရောက်ခဲ့၍လူများပုံမူသေးဆုံးကြရပြန်၏မကောင်းသောအနံဆိုးများကြောင့်ပလေယောဂါစသည်များကဲ့သို့ကူးဆက်ပြန်ပွားတတ်သောအဟိဝါဒခေါ်သောယောဂတစ်မျိုးလည်းနောက်ထပ်တစ်ဖန်ဖြစ်လာပြန်၍အများအပြားသေးကြည်ပျက်စီးကြရပြန်၏ထိုအခါလူအများသည်ငါတို့တိုင်းပြည်မှာမင်း80တိုင်အောင်ဤကဲ့သို့သောဘေးမျိုးမကြုံခဲ့ဘူးရှင်ဘုရင်တရားမဆောင်သောကြောင့်ဖြစ်လေသလောဟုရှင်ဘုရင်ထံလျောက်ထားကြသည်ရှိသောဘုရင်မင်းမြတ်ကြီးလည်းပရိသတ်အများကိုစီဝေစေ၍မိမိအပေါ်အပြစ်ရှာစေတော်မူလေ၏ရှင်ဘုရင်၌မြည်သည့်အပြင်းများမတွေ့ရသောအခါဘယ်နည်းဘယ်ပုံပြုရမည်ကိုတိုင်ပင်ဆွေးနွေးကြသည်ရှိသောအချို့ကဒိဋ္ဌိဆရာကြီး6ယောက်တို့အားပင့်ရန်အကြံပေးကြ၍အချို့ကမြတ်စွာဘုရားကိုပင့်ရန်အကြံပေးကြ၏နောက်ဆုံး၌မြတ်စွာဘုရားကိုပင့်ရန်အာလုံးသဘောတူကြပြီလျင်လိစ္ဆဝီမင်း2ယောက်အား
နောက်ပါများနှင့်အတူစေလွတ်လျောက်ထားစေခဲ့ရာမြတ်စွာဘုရားလည်းဝေသာလီပြည်သို့ကြွလာတော်မူခဲ့၏မြတ်စွာဘုရားကြွရောက်တော်မူလာသောအခါတရားမင်းနှင့်တကောဝတကိုးကြီးနာများလည်းရောက်လာကြ၍ဘီလူများထွက်ပြေးကြရ၏မြတ်စွာဘုရားသည်အရှင်အာနန္ဒာအားယရဏသုတ်ပရိတ်တော်ကိုသင်ပေး၍ရွတ်ဆိုစေခဲ့ရာဝေသာလီပြည်တိုင်းသုံးဓာတုအကြဝဲညင်300ပါလုံးအရှင်အာနန္ဒာ၏ရွတ်ဆိုမှုကြောင့်ဘလူမြအကုန်ထွက်ပြေးကြ၏ဒီလူများကုန်လျင်ပင်လူတွေအလုံးယောဂတွေပြောင်းငိမ့်ခဲ့ရာလူတွေအလုံးထွက်လာကြပြီလျင်မြို့လေလူယုံကိုမောမှန်ပြင်ဆင်ကမြတ်စွာဘုရားကိုပေးဆောင်ကြ၏မြတ်စွာဘုရားလည်းထိုလူယုံ၌စုဝေးရောက်လာကြကုန်သောလူနတ်ပရိသတ်တို့အားယရဏသုတ်ပရိတရားတော်ကိုဟောကြားတော်မူလေ၏ထိုဟောကြားတော်မူသောယရဏသုတ်ပရိတော်သည်ကပဏိဒါနာတောပဋ္ဌာယတထာဂတတဓတ္တပါရမီယောဓတ္တဥပပါရမီယောဓတ္တပရမတ္ထပါရမီယောတိသမတိန်တပါရမီယောပိသမဟာပရိစ္ဆာကေလောကထစရိယံညာတထစရိယံဗုဒ္ဓထစရိယံတိတေသောစရိယာယောပစ္စည်းမဘဝေကပဩကံတေဇာတိအဘိနိကမနံပရာဏစရိယံဘောဓိပန္လင်ကေအာရဝိဇယံသဗ္ဗညုတညာနာပတိဝေရံဓမ္မစကဘောတနံနဝလောကုတ္တရဓမ္မေတိသဗ္ဗေပိမေဗုဒ္ဓဂုဏေအာဝဇ္ဇတဝါဝေသာလိယာတိတုပါကာရံတရေတုတိယမရတ္တိံပရိဒံကရွန်တောအာယတမအာနန္ဒထေရောဝိယကာရုညစိတ်တံဥပါထပိတဝါကောတိတတသဟသေတုစကဝါလေတုဒေဝတံယတနံပဋိကဏံတိယင်္စဝေသာလိယာပုရေဟောဂမနုဿဒုဗေခသံဗုဒံတိဝိရံဗယံခိပမန္တရဓာပေတိပရိတံတံဗနာမဟိယာနိရဗုဒ္ဓာနိသမဂတာနိဘုံမာနိဝါယာနိဝအန္တလိခေသဗ္ဗေဝဗုဒ္ဓသုမနာဘဝန္တုအထောပိတကိစ္စသုဏန္တုဘာတိတံတတမဟိဗုဒ္ဓနိသမေထသဗ္ဗေမေတံကရောဓမ္မာနုတ္တိယပဇာယဒီဝါစာရတောသဟရန္တိယေပလိတတမဟိနေရခထအပမတာယံကေစီဝိတံဣရဝါဟုရံဝါသက္ကေတုဝါယရတနာပဏိတံနာနောတမံအဋ္ဌိတထဂတိနာဣဒံပိဗုဒ္ဓေရတနံပဏိတံဣတိနာသစ္စေနသုဝတိဟောတုခယံဝိရာဂံအမတံပဏိတံယရိဇဂတကြမုနိသမာဟိတောနာဒေနာဓမ္မေနာသမထိကိဉ္စီဣဒံပိဓမ္မေရတနံပဏိတံဣတိနာသစ္စေနသုဝတိဟောတုယံဗုဒ္ဓသေထောပရိဝဏ္ဏယိသူစေသမာဓိမာနန္တရိကိညမာဟုသမာဓိနာတေနာသမောနာဝိဇ္ဇတိဣဒံပိဓမ္မေရတနံပဏိတံဣတိနာသစ္စေနသုဝတိဟောတုယေပုဂ္ဂလာထသတံပတ္တထာသတ္တာရိဧတာနိယုဂာနိဟွန္တိဒေရခိနေယသုကတတသဝကံဧတေသူဒိဏာနိမဟာဖလာနိဣ
ဣဒံပိတံငေရတနံပဏိတံဝေဒေနသစ္စေနသုဝတိဟောတုယေတုပယုတ်တမနတာတံလေးနာနေဂာမိနောဂောရမသာသနံမိဒေပတ္တိပါဒာအမတံဝိကရှလတ္ထာမူရာနေဗုတိဘုံဇမာနာဣဒံပိတံငေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုယထိန္ဒခိလောပထဝိတိတောတိယစတုဘိဝါတေဟိအတံပကံပိယောတထုပမံတပုရိတံဝရာမိယောရိယသစ္စာနေအဝိသပတ္တိဣဒံပိတံငေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုယေရိယသစ္စာနိဝိဘဝယန္တိဂံဗီရပညေနသုတေတိတာနိကိဉ္စာပိတေဟွန်တိဘုတံပမတ္တာနာတေဘံအထမမာရိယန္တိဣဒံပိတံငေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုသဟဝတဒသနာတံပရာယအယတုဓမ္မဇဟိတဘဝန္တိသက္ကာယဒိဋ္ဌိဝိသိကိစီတင်္စသီလပတံဝါပိယရထိကိစီသတုဟပါယေဟိသာဝိပမုတ်တောသစ္စာဘိဌာနာနိအဘဘကာတုံဣဒံပိတံငေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုကိဉ္စာပိသောကမ္မကရောတိပါပကံကာယေနဝါစာဥရစေတတဝါအဘဘသောတတပတိစရာယအဘဘတာဒိဋ္ဌပရသဟုတ်တာဣဒံပိတံငေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုဝနဘဂုံဘေယထဖုတ်တိတေကေဂိမာနမာတိပရမသမိန်ဂိမေတထုပမံဓမ္မဝရံအတေတယိနိဗ္ဗာနဂာမိန်ပရမဟိတာယဣဒံပိဗုဒ္ဓေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုဝရောဝရင်ညူဝရဒောဝရဟရောအနုတ္တရောဓမ္မဝရံအတေတယိဣဒံပိဗုဒ္ဓေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုခိနံပုရာဏံနဝနတ္ထိတံဘဝံဝိရတစိတ်တာယတိကေဘဝသမိန်တေခိနဗိဇာအာဝိရုံလိသန္တာနိဗ္ဗန္တိဒီရာယထာယံပတိဘောဣဒံပိတံငေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုယာနိရဗုဒ္ဓာနိသမာဂတာနိဘုံမာနိဝါယာနိဝါအန္တလိခေတထာဂတံဒေဝမနုဿပုဇိတံဗုဒ္ဓံနမတမသုဝတိဟောတုယာနိရဗုဒ္ဓာနိသမာဂတာနိဘုံမာနိဝါယာနိဝါအန္တလိခေတထာဂတံဒေဝမနုဿပုဇိတံဓမ္မံနမတမသုဝတိဟောတုယာနိရဗုဒ္ဓာနိသမာဂတာနိဘုံမာနိဝါယာနိဝါအန္တလိခေတထာဂတံဒေဝမနုဿပုဇိတံသံဃံနမတမသုဝတိဟောတုယရဏသုတ်တံနေတိတံမေတ္တာသုတ်အထုပ္ပကအခါရဘာယဟံ900တို့သည်မြတ်စွာဘုရားထံမှလျောက်ပါသောကမ္မထံကိုယူပြီးလျင်ဟိမွန်တာနှင့်တဇတိတည်နေသောတောအုပ်တစ်ခုသို့ဝင်ရောက်ခါသစ်ပင်ရင်းများ၌တရားအားထုတ်နေကြ၏ထိုယဟန်တော်တို့ဤသီလာတကူကြောင့်သစ်ပင်များရှိနတ်တို့မှာ
သစ်ပင်ရင်၌မနေဝန်းညာပဲကလေးများကိုလည်းဆွဲကလှဲ့လေနေကြရကုန်၏တနေ့ပြန်တို့တနေ့ပြန်တို့နဲ့စောင့်နေခဲ့ရာယဟန်များမပြန်ကြတော့မည်ကိုသိရ၍မနေဝန်းအောင်ညင်းအခါကြောက်မဲ့ဖွဲအစင်အတန်များပြက6လမ်းကြလေတော့၏ထိုအကြောင်းကြောင့်ယဟန်များထိတ်လန့်ကြ၍ယောဂအမျိုးမျိုးဖြစ်ခါသမာဓိမယဖြစ်ကြ၍မိမိတို့ဤအရမှာမနေသင့်ဟုဆုံးဖြတ်ပြီးလျင်ဘုရားရှင်ထံပြန်ကြွလာ၍ဤအကြောင်းကိုလျောက်ထားကြ၏မြတ်စွာဘုရားလည်းဤယဟန်များထိုနေရင်အရမှာလွဲ၍သဗ္ဗယဖြစ်ရန်အခြားအရမရှိဟုမြင်တော်မူ၍ထိုအရသို့ပင်ပြန်လည်နေကြရန်မိန့်တော်မူပြီးလျင်ဤမေတ္တာတုတ်ကိုကမ္မထံအလို့ငါ၎င်းအကာအကွယ်အယံအတအလို့ငါ၎င်းသင်ကြားပေးတော်မူခဲ့၏ယဟန်တော်များလည်းပြန်လာကြပြီးလျင်ဘုရားရှင်သင်ပေးညွှန်ကြားအပ်သည့်အတိုင်းမေတ္တာတုတ်ကိုရွတ်ဆိုလျက်မေတ္တာဘာဝနာကိုပွားများကြရာနတ်များကချစ်မြတ်နှိုးကြကုန်လျက်ဝကြီးဝငယ်များကိုပင်ပြုလုပ်စောင့်ရှောက်ကြ၏ထိုယဟန်တော်များလည်းမေတ္တာဘာဝနာကိုပွား၍ထိုမေတ္တာတရားကိုအခြေခံကာဝိပဿနာတရားအားထုတ်ခြင်းဖြင့်ဝါတွင်မှာပင်ယဟန္တာအဖြစ်သို့အာလုံးရောက်ကြကုန်လျက်သတည်င်းကျွလပြေမဟာဘဝရဏနေ၌ဝိသုဒ္ဓိဘဝရဏကိုပြုကြရလေကုန်၏ထိုမေတ္တာသုတ်ပရိတ်တော်ကယတာနုဘဝတောယက္ခာနေဝဓတ္တင်တိပိတနံယံမိစေဝအနုယုံဇံတောရတ္တိန္တိဝမတန္တိတောဒုက္ခံသူပတိသုတ်တောသဘာပံကေစီနပတတိဧဝမာဓိကုဏုပေတံပရိတံတံဗနာမဟိကရဏီယမထကုသလေနယန္တတန္တံပရံပိသမေသတေကောဥစုသတုစုသသူဝသောသတ္တမုရုအနာတိမာနိတန္တုတ္တကောသတုပရောသအပကိသောသသံလဟုကာဟုတ်တိတန်တိန္ဒရိယောသာနိဘကောသာအပကဘောကုလေတဝနာနုဂိတောနာသခုရမစရေကိစီယေနဝိညုပရိဥပဝရိယုံဒုက္ခိနောဝါခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာယေကေစီပါဏဗုဒ္ဓတိတတဝါထာဝရဝနဝတေတာဒီဃဝါယေဝမဟန္တာမစ္စည်းမာရတကာနုကထူလာဒိဋ္ဌဝါယေဝအာဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဘုဒ္ဓဝတံဘဝေတိဝတဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာနာဘရောပရဏိကိုဘေထာနာတိမေညေထကတ္တစီနာကိဉ္စီဗျာရောတနာပဋိကသိညနေညမညတဒုက္ခမိတ်စေယမာတယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံဘိသဗ္ဗဗုတေတုမာနတံဘာဝယေအပရိမာဏံမေတ္တေသသဗ္ဗလောကသမိမာနတံဘာဝယေအပရိမာဏံဥဒ္ဒံအရောဇာတိရိယေသအတံပါရံအဝေရာမတပတ္တံဒိဋ္ဌံစရဏိသိဏောဝတယာနောယာဝတတဝိရမေတောဧတံတတိအာဒိဋ္ဌိယဗြမမေတံဝိဟာရမိရမာဟုဒိဋ္ဌိသ ानु ဘဂမသီလဝါဒတနေနတံပန္နောကာမေတုဝိနေယကေတံနာဟိဇာတုကပ္ပတေယပုဏ္ဏရေတိမေတ္တာသုတ်တံနေတိတံ
ခန္ဓာတုတ်အထုပ္ပကမြတ်စွာဘုရားသာဝတိပြည်ဇေတဝန်ကျောင်းတော်၌တည်င်းသုံးတော်မူစဉ်ယဟန်တပါးမွေကြိုက်ခံရ၍ယဟန်တော်များကလျှောက်ထားသောအခါထိုယဟန်တော်မှာဝိရုပက္ခစာသောနဂါမျိုး၄ပါးတို့၌မေတ္တာမပို့၍အကြိုက်ခံရခြင်းဖြစ်ကြောင်းအကယ်၍မေတ္တာပို့လျင်အကြိုက်ခံရမည်မဟုတ်ကြောင်းမိန့်တော်မူ၍မိမိကိုယ်ကိုစောင့်ရှောက်ဖို့မိမိ၏လုံခြုံရေးမိမိ၏အကာအကွယ်အဆောင်ရှောက်ဖြစ်ရေးအတွက်ခန္ဓာတုတ်ပရိအယံတာကိုခွင့်ပြုဟောကြားတော်မူခဲ့၏ထိုခန္ဓာတုတ်ပရိတော်သည်ကသဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တကတံဝိယယန္နာတေတိဝိတံဂောဒံသေသင်္စာပိပရိတယံအာနာခိတမိသဗ္ဗထာသဗ္ဗရာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝါရေတိပရိတံတံဗနာမဟိဝိရုပခေဟိမေမေတ္တံမေတ္တံအေယပတိဟိမေသဗ္ဗယပုဒ္ဒေဟိမေမေတ္တံမေတ္တံခန္ဓာဂောရမကေဟိသာအပါရကေဟိမေမေတ္တံမေတ္တံဒွိပါရကေဟိမေသတုပရိဟိမေမေတ္တံမေတ္တံဘဟုပတိဟိမေမာမံအပါရကောဟိန္တိမာမဟိန္တိဒွိပါရကောမာမံသတုပရောဟိန္တိမာမဟိန္တိဘဟုပရောသဗ္ဗေတတ္တသဗ္ဗေပါဏာသဗ္ဗေဗုဒ္ဓသခေဝလာသဗ္ဗေဗတ္တရာနိပတံဒုမာကိစီဘာပမာဂမအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံဃောပမာဏဝန္ဒာနိတရိတပါနိအဟိဝိစီကာတတပတိဩနနာဘိတရဗုမုတိကာကတမေရခာကတံမေပရိဒံပဋိကမန္တုဗုဒ္ဓာနိသောဟံနမောဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနံခန္ဓာတုတ်တံနေဋ္ဌိတံမောရတုတ်အထုပ္ပကအခါရဘာဗာရဏသီပြည်၌ဗျမရာမင်းကြီးမင်းပြုစဉ်ဖယားအလောင်းသည်ဥရောင်းမျိုး၌ဖြစ်၍လူတို့နှင့်ဝေးကွာသောဟိမဝန္တာတော်ဒန္တကဟိရညတောင်၌နေလေ၏ထိုဖယားလောင်းဥရောင်းမင်းသည်နာနေမိုးသောအလင်းရောက်၍အစာရှာထွက်သောအခါဥရေတယံစက္ခုမာဧကရာဇာစသောပရိတ်တော်ကိုရွတ်ဆိုပြီးမှထွက်လေ၏အစာဝ၍နေဝင်ကန်ဤပြန်သောအခါ၌လေအဘေတယံစက္ခုမာဧကရာဇာစသောပရိတ်တော်တို့ရွတ်ဆိုပြီးမှပြန်လေ၏ဗာရဏသီမင်းအဆက်ဆက်သည်နှစ်ပေါင်းများစွာအကြိမ်ကြိမ်မိအောင်ဖမ်းရတော်လေမမိနိုင်ကြကြနောက်ဆုံး၌ဥရောင်းပြိုမကိုသင်ပြီးလျင်မတန်ပေး၍ဖြာယောင်ပြီးထောင်ဖမ်းမှသာလျင်သာယာသောဥရောင်းမ၏အတန်ကိုကြား၍အတန်၌တတ်မဲ့သောစိတ်ဖြစ်ပေါ်လာသောကြောင့်ယခင်ရွတ်နေကြဖြစ်သောပရိတ်တော်ကိုမရွတ်မိပဲဥရောင်းမဤအနီးသို့ချင့်ကလာသောမုံဆိုးထောင်ထားသောကြော်ကွင်း၌မိလေတော့၏ဤသို့ဥရောင်းမင်းညွတ်ကွင်းမေရခြင်းသည်ရွတ်ဆိုနေကြဖြစ်သောမောရတုတ်ကိုမရွတ်မိခြင်းကြောင့်ဖြစ်သည်ဒါကြောင့်ဤမောရတုတ်ပရိတ်ကိုရွတ်ဖတ်နာကြသောပုဂ္ဂိုလ်များသည်ထိတ်ခကြိုးချီစားသောအမျိုးမျိုးသောအနောင်ဖွဲ့မှလွတ်မြောက်စေနိုင်ပေသည်
ထိုမောရတုပရိတောကဘုရင်တံဘောရိတံဘာရေနိဗ္ဗတံမောရယောနိယံယေနတံဝိဟိတာရခံမဟာတတံဝဏိစရာစိရတံဝါယမန္တာပိနေဝသခိတုဂဏိတုံဗြဟ္မမန္တံတိအခါတံပရိတံတံဗနာမဟိဥရေတယံသက္ခုမာဧကရာဇာဟရိတဝနောပထဝိပဘာသောတန္တံနမတမိဟရိတဝနံပထဝိပဘာတံတယိဇဂௌတဝိဟရေမုရိဝတံဧဗျမနာဝေရကုသဗ္ဗဓမ္မေတေမေနမောတေသမံပါလယန္တုနမထုဗုဒ္ဓနာနမထုဘောဓိယာနမောဝိမု ဋ္ဌာနံနမောဝိမု ဋ္ဌိယာဣမံသောပရိဒံကတဝါမောရောစရတိဧတနာအဘေဒယံသက္ခုမာဧကရာဇာဟရိတဝနောပထဝိပဘာသောတန္တံနမတမိဟရိတဝနံပထဝိပဘာတံတယိဇဂௌတဝိဟရေမုရတေဧဗျမနာဝေရကုသဗ္ဗဓမ္မေတေမေနမောတေသမံပါလယန္တုနမထုဗုဒ္ဓနာနမထုဘောဓိယာနမောဝိမု ဋ္ဌာနံနမောဝိမု ဋ္ဌိယာဣမံသောပရိဒံကတဝါမောရောဝါသမကပ္ပယိမောရသုတ်တံနေထိတံဝတ္တသုအထုပ္ပကအခါရဘာမြတ်စွာဘုရားသည်ယဟန်တော်များနှင့်အတူမကရာတိုင်း၌ဒေသစာရီကြွချီခဲ့ရာတခုသောအရ၌မိအကြီးအကျယ်လောင်နေသည်နှင့်ကြုံရ၏ထိုမိကြီးကဖယားရှင်ထံရောက်မလာပဲဖယားရှိရာပတ်ပတ်လဲ16ပဲအရက်ကရှောင်ကွင်းရာယဟန်မြတအံတအောချီးမွမ်းပြောဆိုကြ၏ထိုအခါဘုရားရှင်ကဤအရက်ကိုမိကွင်းခြင်းမှာငါဘုရားဤယခုဘဝအစွမ်းမဟုတ်ငါဘုရားဤရှေးအခါကသစ္စာစွမ်းအာသာဖြစ်သည်ဟုမိန့်တော်မူပြီးလျင်အတိတ်ကိုဆောင်တော်မူ၏အခါရဘာမြတ်စွာဘုရားသည်မကရာတိုင်းတခုသောတောအုပ်ဝဲငုံမျိုး၌ဖြစ်၍ဥဂွန်တွင်မှပေါက်ခါစအမွေးအတောင်မစုံသေးမီတောမိအကြီးအကျယ်လောင်းလာသဖြင့်မိဘများနှင့်တကဝငှက်အပေါင်းသည်သေဘေးမှကြောက်ကြလေသောကြောင့်တောအုပ်မှထွက်ပြေးကြကုန်၏ဖယားအလောင်းငုံမင်းသည်ဥခေါင်ကိုထောင်ပြီးကြည်လိုက်သောတောမီကြီးနီးကပ်လာသည်ကိုမြင်ရသဖြင့်ငါအားသစ္စာပြုသည်မှတပါအခြားကိုးကွယ်ရာမရှိပြီဟုအကြံဖြစ်ခါတန်တိပက္ခအပတနာစသည်ဖြင့်သစ္စာပြုသောအခါလောင်သောတောမီမှရှောင်းခွာအေးငြိမ်သွားလေသည်ဟုဟောကြားတော်မူလေသည်ထိုဟောကြားတော်မူသောဝတ္တသုတ်ပရိတ်တော်သည်ကပုရိန္တံဘောဓိတံဘာရေနိဗ္ဗတံဝတ္တဇာတိယံယတတေစေနထာဝဂီမဟာတတံဝိဝဇယိထေရတသာရိဗုဒ္ဓတလောကနာထေနပါတိတံကပ္ပထာယေမဟာတေဇံပရိဒံတံဗနာမဟိအာတိလောကေသီလဂုဏောသစ္ဆံသောစေယနုတ္တယာတေနသစ္စေနာကဟမိသစ္စာကိရိယမုဒ္ဓမံအာဟုဇိတဝါဓမ္မဗလံတရိတဝါပုပ္ပကေစီနေသစ္စာဗလမဝတ္တယသစ္စာကိရိယမဂ္ဂတဟံ
တန္တိပက္ခအပတနာတန္တိပါဒာအဝိသနာမာတာပိဒါသနေခန္ဓာဇာတဝိရပဋိကမအဟတိစေကတိမရှံမဟာပိဇလိတောတိခိဝဇေတိသောလတာကရိတာနိဥရကံပတ္တဝယထာတိခိသစ္စေနာမေတ္တမောနတ္ထိဧတမေသစ္စာပါရမီဝတ္တသုတ်တံနေဋ္ဌိတံတဇက်ကတုတ်အထုပ္ပကအခါရဘာမြတ်စွာဘုရားသည်သာဝတိပြည်မွန်စေတော်ရွှေကြောင်းကိန်းအောင်မွေလျော်စံပြောတော်မူစဉ်ယဟန်တို့ကိုခေါ်၍မိန်တော်မူ၏အဘယ်သို့မိန်တော်မူသနည်းဟုမူကားခြေသားယဟန်တို့တောရကြောင်းမှနေသောအခါ၌၎င်းတိတပင်ရင်ဝါတပင်အောက်မှနေသောအခါ၌၎င်းထိတ်လန့်တုန်လှုပ်ကြောက်ရွံ့ခြင်းဖြစ်ခဲ့သောအရဟံစသောငါဖယားဤဂုဏ်တော်များကို၎င်းဝက္ခတော်ဘဂဝတာဓမ္မောစသောတရားတော်ဤဂုဏ်တော်များကို၎င်းသောပฏิပန္နောစသောသံဃာတော်ဤဂုဏ်တော်များကို၎င်းအောက်မေ့ကြကုန်လော့ထို့သောအောက်မေ့သည်ရှိသောထိတ်လန့်တုန်လှုပ်ကြောက်ရွံ့ခြင်းသည်မရှိနိုင်တော့ပြီဟုမိန်တော်မူ၍တဇက်တုတ်ပရိတရားကိုဟောကြားတော်မူလေ၏ထိုဟောကြားတော်မူသောတဇက်ကတုတ်ပရိတော်သည်ကယတနုတ္တရဏိနာပိအန္တလိခေပိပါဏိနောပဋိဋ္ဌမတိကေသံတိဘူမိယံဝိယသဗ္ဗထာသဗ္ဗုပ္ပါဒဝဇလံမာယက္ခသောရာဓိတံဘဝကနနနသမုဒ္ဒနံပရိဒံတံဗနာမဟိဧဝံမေတုတံဧကံသမယံဘဂဝတာဝဋ္ဌိယံဝိဟရတိဇေတဝနေအနာထပိန္တိကတအာရာမေတတရာခောဘဂဝါဘိက္ခုအာမန္တေတိဘေကဝတိဗဒန္တေတိတေဘိက္ခုဘဂဝါတောပစ္ဆသောတုံဘဂဝါဣတတောသာဘုဒ္ဓပုဗ္ဗံဘိက္ခဝေဒေဝသုရသင်္ကမောသမုပပြုလောအဟောတိအထာကောဘိက္ခဝေတကောဒေဝနာမိန်တောဒေဝေတာဝရိန်သေအာမန္တေတိသစေမာရိတာဒေဝနံသင်္ဃမကတနံဥပ္ပေစေယဘယံဝါသံဘိတထံဝါလောမဟံသောဝါမမေဝတတမိန်တမယိတဇက်ကံဩလောကေယထာအမဟိယောတဇက်ကံဩလောကယတံယံဘဝိတ္တိဘယံဝါသံဘိတထံဝါလောမဟံသောဝါသောဘဟိယိတတိနောစေမေတဇက်ကံဩလောကေယထာအထပဇာပတိတ္တဒေဝရာဇတတဇက်ကံဩလောကေယထာပဇာပတိတ္တဟိယောဒေဝရာဇတတဇက်ကံဩလောကယတံယံဘဝိတ္တိဘယံဝါသံဘိတထံဝါလောမဟံသောဝါသောပဟိယိတတိနောစေပဇာပတိတ္တဒေဝရာဇတတဇက်ကံဩလောကေယထာအထဝရုဏတဒေဝရာဇတတဇက်ကံဩလောကေယထာဝရုဏတဟိယောဒေဝရာဇတတဇက်ကံဩလောကယတံယံဘဝိတ္တိဘယံဝါသံဘိတထံဝါလောမဟံသောဝါသောပဟိယိတတိနောစေဝရုဏတဒေဝရာဇတတဇက်ကံဩလောကေယထာအထဣဒနတဒေဝရာဇတတဇက်ကံဩလောကေယထာဣဒနတဟိယောဒေဝရာဇတတဇက်ကံဩလောကယတံယံဘဝိတ္တိဘယံဝါသံဘိတထံဝါလောမဟံသောဝါသောပဟိယိတတိတံခောပနာဘေကဝိတကတဝဒေဝနာမိန်ဒတတဇက်ကံဩလောကယတံ
ပဇာပတိတဝါဒေဝရာဇတတဇကံဩလောကယတံဝရုဏတဝါဒေဝရာဇတတဇကံဩလောကယတံဣဒနတဝါဒေဝရာဇတတဇကံဩလောကယတံယံဘဝိတ္တိဗယံဝါသံဘိတထံဝါလောမဟံသောဝါသောပဟိယေထာပိနောပဟိယေထာတံဂိတဟေတုတကောဟိဘိက္ခဝေဒေဝနာမိန်တောအဝိဒရာဂောအဝိဒဒောသောအဝိဒမောဟောဘီဒုသံဘိဥတ္တရတိပလာယိတိအဟိစ္ဆာကောဘိက္ခဝေဧဝံဝရမိသစေတုံမကံဘိက္ခဝေအရိညကတာနံဝါရုခမူလကတာနံဝါသုံးညာကာရကတာနံဝါဥပ္ပေစေယပယံဝါသံဘိတထံဝါလောမဟံသောဝါမမေဝတတမိန်တမယိအနုတ္တရိယထာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါတိအမဟိယောဘိက္ခဝေအနုတ္တရတံယံဘဝိတ္တိဘယံဝါသံဘိတထံဝါလောမဟံသောဝါသောပဟိယိတတိနောစေမနုတ္တရိယထအထဓမ္မံအနုတ္တရိယထသက္ခတောဘဂဝတာရမောတန်ဒိဋ္ဌိကောအကာလိကောဧဟိပါတိကောဩပနေဟိကောဝိစတံဝေရိတဘောဝိညုဟိတိဓမ္မဟိယောဘိက္ခဝေအနုတ္တရတံယံဘဝိတ္တိဗယံဝါသံဘိတထံဝါလောမဟံသောဝါသောပဟိယိတတိနောစေဓမ္မနုတ္တရိယထအထသံဃံအနုတ္တရိယထသောပတိပန္နောဘဂဝါတောသာဝကသံဃောဥဇောပတိပန္နောဘဂဝါတောသာဝကသံဃောညာယောပတိပန္နောဘဂဝါတောသာဝကသံဃောသာမိစိတ်ပတိပန္နောဘဂဝါတောသာဝကသံဃောယရိဒံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧတဘဂဝါတောသာဝကသံဃောအာဟုနေယောဘာဟုနေယောဒေခိနေယောဣဇလိကရဏီယောအနုတ္တရံပုညခေတံလောကသာတိသံဃံဟိယောဘိက္ခဝေအနုတ္တရတံယံဘဝိတ္တိဗယံဝါသံဘိတထံဝါလောမဟံသောဝါသောပဟိယိတတိတံဂိတဟေတုတထာဂတောဟိဘိက္ခဝေအရဟံသမ္မာသမ္ဗုဒ္ဓောဝိဒရာဂောဝိဒဒောသောဝိဒမောဟောအဘိဓုအသံဘိအနုတ္တရာတိအပလာယိတိဣဒမဝသဘဂဝါဣဒံဝတ္တဝနာသုခတောအထာပရံဧတဒဝသတ္ထာအရိညေဒုက္ခမူလေဝသုံးညာဂါရေဝဘိက္ခဝောအနုတ္တရေထသံဗုဒ္ဓံဗယံဒုံမာကနောတိယနောစေဗုဒ္ဓံတရေယထလောကစိထံနရတဗံအထဓမ္မံတရေယထနေယနိကံသုတေတိတံနောစေဓမ္မံတရေယထနေယနိကံသုတေတိတံအထသံဃံတရေယထပုညခေတံအနုတ္တရံဧဝံဗုဒ္ဓံတရံဒါနံဓမ္မံသံဃင်္စဘိက္ခဝောဘယံဝါသံဘိတထံဝါလောမဟံသောနာဟေတတိတဇဂသုတ္တံနေဋ္ဌိတံအာတာနာတိယသုတ်အထုပ္ပကအခါရဘာစတုမာရိနမင်းကြီး၄ယောက်တို့သည်နတ်စစ်သည်များနှင့်အတူရာဇဂိုပြေဂိစကုတ်တောင်၌တရင်သုံးတော်မူသော
ယားရှင်ထံတန်းကောင်ရာအချိန်မှာရောက်လာကြကုန်၏ဘုဒ္ဓဝန္နမင်းကြီးသည်ဘုရားရှင်အားဤသို့လျောက်ထား၏မြတ်စွာဘုရားယရဏသုံးပါးအားကြီးညိုသောနတ်ဘလူမကြီးညိုသောနတ်ဘလူအမျိုးမျိုးရှိပါသည်ဘုရားထိုနတ်ဘလူတို့သည်တောအုံခြုံကြအစွန်အဖျားကြသောကြောင်းများ၌တရားအားထုတ်နေကြကုန်သောယဟန်တော်တို့ကိုမနှိမ့်ဆက်မနှောက်ယှက်နိုင်အောင်အာဒါနာတိယသုံးမည်သောအယံအတအဆောင်လျှောက်ကိုဟောကြားတော်မူပါဟုလျောက်ကြလတ်သည်ရှိသောမြတ်စွာဘုရားသည်ဟောကြားတော်မူလေ၏ထိုဟောကြားတော်မူသောအာဒါနာတိယသုံးပရိတော်ကအပတနေဟိနာထတာသာသနေသာဒုသမတေအာမနုတေဟိစန္ဒေဟိတရာကိပိတကာရိပိပရိဒါနံဇတတနံအဟိတာယသဂௌတိယယန္တေသေတိမဟာဝီရောပရိဒံတံဗနာမဟိဝိပသိတ္တသနမထုသက္ခုမန္တတသီရိမတောတိခိတပိသနမထုသဗ္ဗဗုဒ္ဓ ानु ကံပိနောဟောတဗုဒ္ဓသနမထုနာတကတတပတိနောနမထုကကုတန္တတမာရတိနာပမတိနောကောနာဂမနတနမထုဗျမနတဥတိမတောကတ္တပါတသနမထုဝိပါမုဒ္ဒတသဗ္ဗတိအင်္ဂိရတတနမထုတကြဗုဒ္ဓသာသီရိမတောယောဣမံဓမ္မံဒေသေတိသဗ္ဗဒုက္ခပနုတနံယေဇာပိနိဗ္ဗုဒ္ဓလောကေယထဗုဒ္ဓံဝိပတိတောဒေဇနာအပိတုနာထာမဟန္တာဝိဒသာရတာဟိတံဒေဝမနုဿာနံယနမတန္တိဂေါတမံဝိဇာစရဏသံပန္နံမဟန္တံဝိဒသာရတံဧတေစဉ္ညေသတံဗုဒ္ဓအနေကတတကောတိယောသဗ္ဗေဗုဒ္ဓသမတ္တမသဗ္ဗေဗုဒ္ဓမဟိတိကာသဗ္ဗေတတဘလူပေတာဝေတာရိစေဟုပါကတာသဗ္ဗေတေပတိဇာနံတိအာတဗံဌာနမௌဒ္ဓမံတိဟနာတံနရံတေတေပရိသတုဝိသရတာဗျမစကံဘဝတင်တိလောကေအပတိဝတိယံဥပေတာဗုဒ္ဓဓမ္မေဟိအထာရတဟိနာယကဗဒိတလက္ခဏုပေတာတိတာနုပြေဇနာတရာဗျမပါပါယသုပ္ပဘာသဗ္ဗေတေမုနိကုံစရာဗုဒ္ဓသဗ္ဗညုနောဣတိသဗ္ဗေခိနာတဝါစီနာမဟာပဗမဟာတေဇာမဟာပညာမဟာဗလာမဟာကာရုဏိကာတိရာသဗ္ဗေတာနံဒုက္ခဝဟာဒီဘာနာထာပဋိဋ္ဌာသာတာနာလေနာသပါဏိနံဂတိဗန္ဓုမဟိတတာတရဏသဟိတေတိနောသတ္တေဝကတလောကတသဗ္ဗေဧတိပရာယနာဒေတာဟံတိရတာပါရေဝန္နာမိပုရိသုတ်တမေဝဇ္ဇသမနတစေဝဝန္နာမေတိတထဂတိသယနေအာသနေဌာနေကမနိစာပိတပ္ပရာသရဒုခေနရခန္တုဗုဒ္ဓတန္တိကရာတုဝံဒေဟိတောရခိတောတန္တောမုတ်တောသဗ္ဗဗယေဟိသာသဗ္ဗရောဂဝိနိမုတ်တောသဗ္ဗတန္တာပဝိဇိတောသဗ္ဗဝေရမတိကံတောနေဗုတောသတုဝံဘဝဒေတံသစ္စေနာသီလေနခန္တီမေတ္တဗလေနသာဒေပိတုံမေနုရကံတုအာရောဂေနဒုခေနသာပုရတိမသမိန်ဓိတာဘာဂေတန္တိဗုဒ္ဓမဟိတိကာ
တေပိတုံမေနုရခန္တုအာရောဂေနဒုခေနသာဒကိနသမိန်ဓိတာဘာဂေတန္တိဒေဝမဟိတိကာတေပိတုံမေနုရခန္တုအာရောဂေနဒုခေနသာပိစီမသမိန်ဓိတာဘာဂေတန္တိနာဂမဟိတိကာတေပိတုံမေနုရခန္တုအာရောဂေနဒုခေနသာဩဒရသမိန်ဓိတာဘာဂေတန္တိယခမဟိတိကာတေပိတုံမေနုရခန္တုအာရောဂေနဒုခေနသာပရတိမေနဒတ္တရထောဒခိနေနဝိရုံလကောပိစီမေနဝိရုပခောကုဝေရောဥဒ္ဒရန္တိတံသတ္တရောတေမဟာရာဇာလောကပါလာယတတိနောတေပိတုံမေနုရခန္တုအာရောဂေနဒုခေနသာအာဂတထသဗုမထာဒေဝနာဂမဟိတိကာတေပိတုံမေနုရခန္တုအာရောဂေနဒုခေနသာဣတိမန္တောသယေဒေဝဝတ္တန္တာဣဒသာသနေတေပိတုံမေနုရခန္တုအာရောဂေနဒုခေနသာသာဘိတိယောဝိဝုဇန္တုသောကောရောဂောဝိနတတုအာတေဘွန်တွန်းတရာယာဒုခိတိကာယုကောဘဝအဘိဝရဏတိလေတာနေသံဥဒ္ဓပစာယိနောသတ္တရောဓမ္မဝဋ္ဌန္တိအာယုဝန္နောဒုက္ခံပလံအာတာနာတိယသုတ်တံနေတိတံအင်္ဂုလိမာလသုအထုပ္ပကအခါရဘမြတ်စွာဘုရားသည်သာဝတ္ထိပြည်စေတော်ကျောင်းတော်၌သည်င်းသုံးတော်မူစဉ်အင်္ဂုလိမာလမထေသည်မြို့တွင်သို့ဆွမ်းခံဝင်သည်ရှိသောသာမပွားနိုင်သောအမျိုးသမီးတဦး၏ကြီးစွာသောဒုက္ခနှင့်ကြုံတွေ့နေရသည်ကိုကြားသိရသဖြင့်အလွန်တနာခြင်းကရုဏာဖြစ်ခါကြီးစွာသောတန်ဝေကလည်းရလျက်ကျောင်းတော်သို့လျင်မြန်စွာပြန်ကြွလာပြီးမြတ်စွာဘုရားအားလျောက်ထားလေ၏မြတ်စွာဘုရားကယတောဟံပဂိနိအရိယာယဇာတိယဇာတောစသောအင်္ဂုလိမာလသုတ်ပရိတ်တော်ကိုသင်ကြားပေးတော်မူလေ၏အင်္ဂုလိမာလမထေလည်းမြို့တွင်သို့လျင်မြန်စွာပြန်ကြွတော်မူပြီးလျင်ယင်းအမျိုးသမီးကိုတင်းတိမ်ကလကာကာယံစေလည်းရဲ့မိမိကအပြင်ဘက်မှနေ၍အင်္ဂုလိမာလသုတ်ပရိတ်တော်ကိုရွတ်ဆိုတော်မူ၏အမျိုးသမီးလည်းအတွင်းမှယူသေးစွာလက်အုပ်ချီ၍နာကြားနေကြမှပင်သားယရနာကိုချောမောအောင်မြင်စွာဖွားမြင်နိုင်သဖြင့်မိခင်ရောကလေးပါကျမ်းမာချမ်းသာကြရလေ၏ထိုအင်္ဂုလိမာလသုတ်ပရိတ်တော်ကပရိတံယံဗန္နံတတ္တနိသိဏဌာနရောဝနံဥဒကံပိဝိနာသေတိတဗ္ဗမေဝပရိတယံသောတိနာကဗ္ဗဥဌာနံယင်စသာဒေတိတင်ခဏေထေရသင်္ဂုလိမာလတလောကနာထေနပါတိတံကပ္ပထာယေမဟာတေသံပရိတံတံဗနာမဟိယတောဟံပဂိနိအရိယာယဇာတိယဇာတောနာဘိဇာနာမိသင်စိတ်စပါဏံဇိဝိတာဝရောပိတာတေနသစ္စေနာတုထိတေဟောတုတုထိကပ္ပတာအင်္ဂုလိမာလသုတ်တံနေတိတံဘုဇင်္ဂတုတ်အထုပ္ပကအခါရဘမြတ်စွာဘုရားသည်ရာဇကြိုပြေဝေလူဝန်ကျောင်းတော်၌သည်င်းသုံးတော်မူစဉ်ရာဇကြိုပြေအနီးပိပ္ပလိလိုင်ကူ၌
သတင်းသုံးနေတော်မူသောအရှင်မဟာကတ္တဗမကျမ်းမမဖြစ်ရာမြတ်စွာဘုရားကြွလာတော်မူပြီးလျင်ဘုဇင်9ပါးတရားတော်ကိုဟောကြားတော်မူ၏ထိုတရားဖြင့်အရှင်မဟာကတ္တဗ၏ယောဂမှာချက်ချင်းပြောက်ကင်းတော်မူရလေ၏ထိုအတူဂိဇဂုတ်တောင်၌သတင်းသုံးတော်မူသောအရှင်မောက္ကလံမထေရမကျမ်းမမာဖြစ်စဉ်ဘုဇင်သုတ်ကိုပင်ဘုရားရှင်ဟောကြားတော်မူရာအရှင်မြတ်ဤယောဂမှာလည်းချက်ချင်းယူပြသလိုပြောက်ကင်းတော်မူခဲ့ရလေ၏မြတ်စွာဘုရားသည်လည်းရာဇဂိုပြေဝေလူဝန်ကျောင်းတော်၌သတင်းသုံးတော်မူစဉ်မကျမ်းမမာဖြစ်ခဲ့ရာအရှင်ဆုံးဓမထေကိုဘုဇင်သုတ်ကိုရွတ်ဆိုရန်အမိန့်ရှိတော်မူသည်အရှင်ဆုံးဓမထေသည်အရှင်မဟာကတ္တဗအရှင်မောက္ကလံတို့အားမြတ်စွာဘုရားဟောကြားတော်မူသောဘောဇင်သုတ်ကိုပင်ရွတ်ဆိုလျောက်တင်ခဲ့ရာဘုရားရှင်ဤပြင်းထန်သောယောဂဝေဒနာတို့သည်လည်းချက်ချင်းပြောက်ကင်းတော်မူခဲ့ရလေ၏ထိုဘောဇင်သုတ်ပရိတ်တော်ကတန္တာရေတန္တရန္တာနံသဗ္ဗဒုက္ခဝိနာသနေတတ္တဓမေသဘောဇင်ကေမာရသေနာပမတ္တနိဘုဇိတဝါယေစီမေတတ္တာတိဘဝမုဒ္ဒဂௌတမအာဇာတိမဇရာပြာဒိအမတံနိဗ္ဗယံဂတာဒေဝမာတိကုဏုပေတံအနေကကုဏသင်္ကဟံဩတတိံသဣမမန္တံဘောဇင်ကိံသဗနာမဟိဘောဇင်ကောတတိသင်္ခါတောဓမ္မနံဝိစယောတထာဝိရိယံပိတိပတ္တိဘုဇင်္ဂသတထာပရိသမာရုပေခဘုဇင်္ဂတတ္တိတေသဗ္ဗဒတိနာမုနိနာသမ္မတေခတာဘာဝိတာဘဟုလိကတာတံဝတ္တန္တိအဘိညာယနိဗ္ဗာနာယသဘောဓိယာဧတေနသစ္စာဝဇေနာတုဋ္ဌိတေဟောတုသဗ္ဗရာဧကသမိသမယေနာထောမောက္ကလာနိသကတ္တပံဟိလာနေဒုက္ခိတေတိတဝါဘုဇင်္ဂေတတ္တတိတယိဒေဇတံဘိနန္ဒိတဝါရောဂမုတ်စိန်သူသင်္ခဏေဧတေနသစ္စာဝဇေနာတုဋ္ဌိတေဟောတုသဗ္ဗရာဧကရာဓမ္မရာဇာပိကေလညေနာပိပိလိတောသုံးရထေရနာတံယေဝဗနာပိတဝါနာသာရတံသံဘောရိတဝါနာအာဘာရဓမ္မဥဋ္ဌာတိဌာနသောဧတေနသစ္စာဝဇေနာတုဋ္ဌိတေဟောတုသဗ္ဗရာပဟိနာတေသအာဘာဒာဒိဏနံပိမဟေတိနံမဂဟတာကိလေသာဝပဋ္ဌာနုပ္ပတိဓမ္မတံဧတေနသစ္စာဝဇေနာတုဋ္ဌိတေဟောတုသဗ္ဗရာဘောဇင်္ဂသုတ်တံနေတိတံပုပ္ပန္နသုတ်အထုပ္ပကဇာတာစံလည်းမိမ့်သဖြင့်မကောင်းသောနမိတ်မကောင်းသောအမင်္ဂလာနှစ်သက်ပွဲမရှိသောငဆိုးမြည်တံနှစ်သက်ပွဲမရှိသောပါပဂျူနှစ်သက်ပွဲမရှိသောအိမ်မက်ဆိုးအမျိုးမျိုးတို့ဖြစ်ပေါ်ခြင်း၌ဤပုပ္ပန္နသုတ်ကိုရွတ်ဆိုခြင်းဖြင့်ကင်းပြောက်စေနိုင်ပါသည်ထိုပုပ္ပန္နသုတ်ပရိတ်တော်ကယန္တုန်နိမိတံဝမင်္ဂလင်္စာယောသမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအာကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တုန်နိမိတံဝမင်္ဂလင်္စာယောသမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအာကန္တံဓမ္မာနုဘာဝေနဝိနာသမင်တုယ
ယံဒုနိမိတံဝမင်္ဂလင်္စာယောသမနာဘောတကုဏတတရောဘာဘေကဟောဒုတုပိနံအာကန္တံသံဃာနုဘဝေနဝိနာသမင်တုဒုက္ခပါတ္တသနေဒုက္ခဘယပါတ္တသနေဘယသောကပတ္တသနေသောကဟွန်တုသဗ္ဗေပိပါဏိနောဣဒဝတ္တသအမေဟိသံပရံပုညသံပရံသဗ္ဗေဒေဝနုမောဒန္တုသဗ္ဗသံပတ္တိသိတိယဌာနန္တရန္တုသတ္ထာယသီလရခန္တုသဗ္ဗတာဘာဝနာဘိရတာဟွန်တုကိသန္တုဒေဝတာကတာသဗ္ဗေဗုဒ္ဓဗလပတ္တပစ္စေကာနိသယံဗလံအရဟန္တာနိသတေစေနာရခံဗန္ဓာမိတပ္ပသောယံကိစီဝိတံဣဒဝါဟုရံဝါသက္ကေတုဝါယရတနံပဏိတံနာနောတမံအထိတထဂတိနာဣဒံပိဗုဒ္ဓေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုယံကိစီဝိတံဣဒဝါဟုရံဝါသက္ကေတုဝါယရတနံပဏိတံနာနောတမံအထိတထဂတိနာဣဒံပိဓမ္မေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုယံကိစီဝိတံဣဒဝါဟုရံဝါသက္ကေတုဝါယံရတနံပဏိတံနာနောတမံအထိတထဂတိနာဣဒံပိသံဃေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသရတုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနသရတုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနသရတုခိဘဝန္တုတေမဟာကာရုဏိကောနာထောဟိတာယသဗ္ဗပါဏိနံပုရိတဝါပါရမိသဗ္ဗပါတောသံဗောဓိမုဒ္ဓမံဧတေနံသစ္စာဝစေနာသုတိတိဟောတုသဗ္ဗရာဇယံတောဗောဓိယမူလေတကြ္ဏနန္တိဝဋ္ဌနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလီအပရာဇိတပန္လင်ကေတိသေပုထုဝိပုဂ္ဂလေအဘိသေကေသဗ္ဗဗုဒ္ဓနံအကပတောဗမောရတိသူနခတံသူမင်္ဂလံသူပပါတံသူဟုတ်ထိတံသူကနောသူမုဟုတ်တောသသူဣဋ္ဌံဗျမစာရိတုပရဂိနံကာယကမ္မံဝါစာကမ္မံပရဂိနံပရဂိနံမနောကမ္မံပဏိတိတေပရဂိနေပရဂိနာနိကတဝနာလဗန္တတေပရဂိနေတေအထာလရာဒုခိတာဝိရုံလာဗုဒ္ဓသာသနေအာရောဂဒုခိတာဟောထာသဟတဗေဟိညာတိပိပုပ္ပန္နသုတ်တံနေတိတံယံဒုန်ဤမိတ်တင်စဥက္ကာကြချင်းလက်ကြချင်းကျေရကုံပေါ်ထွက်ချင်းဒိနေပြောင်းလဲရမျက်နာတောက်လောင်ခြင်းစရှိသောနေစိတဒုက္ခဝိပါကဆိုပွားတူကြောင့်ရိပ်အကျဉ်မကောင်းသောအတိတ်နမိတ်သည်၎င်းယံဝမင်္ဂလင်္စာအကျဉ်အမြင်အကြားအတွေ့အဖြင့်ဆိုဝဉာဏ်ဖြင့်မင်္ဂလာမရှိခြင်းသည်၎င်းသကုဏတာယုံမာဖြင့်တောင်တိတေရူအစရှိသောငှက်ပေါင်းဤအမနာဘောနှစ်သက်ရွှင်ပြုံးသည်စိတ်နှလုံးကိုမဖြစ်စေတတ်ဒေါမနတာကိုသာဖြစ်စေတတ်သောယောတာဒောစအကျဉ်မြည်တွန်ဟိဩကျွေးကြောကြယုအတန်ဆိုသည်၎င်းယောပဘေကောစနေစိတာဒုက္ခပြေကြောင်းမကောင်းဆိုပါအကျဉ်မျိုးမျိုးဆဆသောဂျိုစီတတကံကြမသည်၎င်းအကံတံသာယာဆုံးမဲ့နှစ်သက်ဖွယ်မရှိသောယံဒုတုပိနိစာနေစိတာဒုက္ခပြေကြောင်းမကောင်းဆိုပါ
အာကျံမျိုးမျိုးစားစားသောအိမ်မဲ့ဆိုအိမ်မဲ့ကျမ်းတို့သည်ဒုမာကံကိုစိတ်နှပြချမ်းသာလူလားပရိတရားနာကြကြတဲ့သင်္ဃာရမပေါင်းသူတော်ကောင်းတို့ဤတန်တန်၌ယတိဥပ္ပေစေယုံအခဲတွေကထင်ရှားမသွေပေါ်ပေါက်၍လာကြည်ကုန်냐အံဧတေဒုံနိမိတ်တာရေယောအနေစိတာဒုက္ခပြေကြောင်းမကောင်းဆိုဝါထိုအမျိုးမျိုးစားစားသောအတိတ်နမိတ်အစရှိတို့သည်ဗုဒ္ဓ ानु ဘဝေနာစာအောမကုံဘုရားရှင်ကိုရောမြတ်ကြီးတို့ဤအရဟံစရှိတဲ့ဂုဏ်တော်တွေကိုအာယုန်တမ်းမှန်ရသည်ကုသိုလ်ကံစေရနာဆွမ်းကြောင်း၎င်းဓမ္မာနုဘဝေနာစာအောမကုံတရားတော်မြတ်တို့ဤသွားခါတတ္တာစရှိတဲ့ဂုဏ်တော်တွေကိုအာယုန်တမ်းမှန်ရသည်ကုသိုလ်ကံစေရနာဆွမ်းကြောင်း၎င်းသံဃာနုဘဝေနာစာအောမကုံသံဃာတော်ရှင်မြတ်တို့ဤသောပတိပါဏတ္တာစရှိသောဂုဏ်တော်တွေကိုအာယုန်တမ်းမှန်ရသည်ကုသိုလ်ကံစေရနာဆွမ်းကြောင်း၎င်းဝိနာတံဘရုပရေတကွယ်တချဒိမ္မာယူ၍ပျက်စီးခြင်းသို့အင်းစင်စစ်မသွင်းရောက်ကြပါစေကုန်သတည်းမိနာပရိဒာနုဘဝေနာဤသို့ယရဏသုံးပါးမြတ်ခုံပြားကတရားကသာထာရတဒေဝတေဇောပရိတောဤအာနုဘောဟုံတကုကုံကြောင့်ဒုမာကံကိုစိတ်နှပြချမ်းသာလူလားပရိတရားနာကြတဲ့သင်္ဃာရကမာပေါင်းသူတော်ကောင်းတို့အားသဗ္ဗရာနေယောညပါခခသေးအန္တရာယာကိုတွင်ကိုဗနထာနာ၌ကြာရောက်စေကြောက်လက်တဖြစ်ကုန်သောဘေကုပအန္တရေရန်ဆွဲဟုသမျှအပေါင်းတို့သည်ဝိနာတန်တုနေတိထိချောင်းနေရပေါတို့တွေ့ချောင်ပြဲပြဲအန္တရေမလာယောဂမနာဝေချဆင်လွင့်စေကုန်တည်းဒုက္ခမြလာနိစာကောင်းကျိုးချမ်းသာအိဋ္ဌမင်္ဂလာဖြာဖြာတို့သည်လီဝတ္တန်တုတရက်တခြားတက်ရလာသို့ပြန်ပွားစီပင်ကြပါစီကုန်တည်း